ဆိုလိုချင်တာကတချို့ container တွေဒီရန်ကုန်မှာ drop ပြန်ချလို့မရတဲ့ container line တွေရှိပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ third country ကယူလာတဲ့ container တွေကိုကျွန်တော်တို့ free zone ထဲမှာပြန်ပြီးတော့ဒါ Thai regulation ရပါတော့ free zone ထဲမှာကျွန်တော်တို့ container ကျွန်တော်တို့ချင်း container ဒါဒီ stuffing ပြန်လုပ်ပါတယ်ပေါ့နော် transloading ပြန်လုပ်ပြီးတော့ကျွန်တော်တို့ရဲ့ line ပိုင် container တွေနဲ့ကျွန်တော်တို့ကဒါတွေကိုကျွန်တော်တို့ကရန်ကုန်ထိပြန်တည်လာတယ်ကျွန်တော်တို့ container အခွင့်အရေးကိုကျွန်တော်ပြန်တည်သွားတယ်ပေါ့နော်ကျွန်တော်နာမည်ကတော့တန်းဝဲအောင်ပါကျွန်တော်ရဲ့ company ကတော့ Planet Group of Company ရဲ့ chairman ပါလောလောဆယ်ကျွန်တော်တို့line နေနဲ့ပေါ့နော် shipping line နေနဲ့license ကျွန်တော်စကြထားပါပြီကျွန်တော် line ကတော့ Planet shipping line အနေနဲ့ကျွန်တော်ဒီရနောင်းရန်ကုန်ရနောင်းဒီ border trade license အနေနဲ့ကျွန်တော်စတင်ပြီးတော့ run နေပါတယ်အခုဆိုလို့ရှိရင်တော့ဒါ shipment နေစပြီးတော့သွားနေပြီပေါ့နော်သွားနေတဲ့ shipment တွေကတော့တစ်လကို3ချိန်နဲ့ကျွန်တော်တို့ဒါ classic လေးသွားနေပါတယ်shipping line ရဲ့ chartering ဘက် channel ကိုကျွန်တော်တို့တာဝန်ယူပါတယ်ဒီဘက် channel ကနေပြီးတော့ဒီ sales နဲ့ operation ဘက် channel ကတော့ 2A shipping and logistics ဆိုပြီးတော့ company အနေနဲ့ကျွန်တော်တို့ဒီ operation တစ်ခုလုံးနဲ့ဒီ market ထဲကိုရောင်းဝယ်ခြင်းလုပ်ငန်းကိုစတင်ပြီးတော့ဆောင်ရွက်နေပါတယ်ဟုတ်ကဲ့ဗျဘလို့အားတာချက်တွေနဲ့ဘလို့ RAM လဲဆိုတဲ့ဟာကြတော့ပေါ့နော်လောလောဆယ်ရှေ့မှာကတော့ဒါကျွန်တော်တို့ရဲ့နောင်တော် shipping line တွေပြင်းနေတာရှိပါတယ်လောလောဆယ်တော့ကျွန်တော်တို့လည်းservice တွေကိုပေါ့နော် customer တွေကို freight တစ်ခုလဲဒါမကပဲနဲ့တခြား customer တွေကို value add ပေးနိုင်တဲ့ service မျိုးလည်းကျွန်တော်တို့ရည်ရွယ်ထားပါတယ်ပေါ့နော်လောလောဆယ်ကတော့ freight ကိုတော့ကျွန်တော်တက်နိုင်ဆုံးပေါ့လေကျွန်တော်တို့ရဲ့ customer တွေအဓိကကတော့ freight forwarder တွေကိုကျွန်တော်ရည်ရွယ်ပါတယ်ကျွန်တော်တို့ဒီ market ထဲမှာကိုယ်တိုင်တော့ရောင်းတာတက်ကိုကျွန်တော်တို့ရဲ့ဒီ MIFA အသင်းမှာရှိသောညီနောင်အသင်းထဲမှာရှိနေတဲ့ freight forwarder license ရထားတဲ့သူတွေကိုကျွန်တော်တို့ဒါသူတို့ရဲ့ကျွန်တော် wholesale တစ်ခုအနေနဲ့ကျွန်တော်ရောင်းပြီးတော့ market ထဲကိုကျွန်တော်တို့စပြီးတော့တွားပါတယ်အဲ့ရနေပြင်သူတို့ customer တွေပြန်ပြီးတော့ dealing လုပ်ရမယ်ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်ခင်ဗျဆိုတော့လောလောဆယ်မှာကျွန်တော်တို့ကဒီထဲမှာရှိသော freight MIFA အသင်းမှာရှိသောအသင်းဝင်ပေါင်း300ကျော်လောက်ကိုကျွန်တော်ဒါ launching လုပ်ပြီးတော့သူတို့တစ်ဆင့်ပြန်ပြီးတော့ရောင်းပါတယ်ရောင်းတဲ့နေရာမှာတော့ဒါတော့ freight ပေါ့နော်ဒါ freight competitive freight လေးတခုကျွန်တော်တို့ရောင်းထားပါတယ်ပေါ့နော်အဲ့ပြင်ကိုတခြားvalue service တွေနဲ့ကျွန်တော်တို့ဘာလုပ်လို့ရတာလဲလို့ပြောလို့ရှိရင်တော့freight တခုသာမကဘဲနဲ့Thai ဘက် channel ပါပေါ့နော်Thai ဘက် channel ဆိုလဲကျွန်တော်တို့က one stop ဖြစ်အောင်logistic provider အနေနဲ့ကျွန်တော်တို့လုပ်ပေးပါတယ်ပေါ့နော်အဲ့ logistic provide လုပ်ပေးတဲ့ဟာတွေကတော့ဘာတွေလဲဆိုလို့ရှိရင်လက်ရှိပေါ့နော်drop off container လို့ခေါ်တော့ပေါ့နော်ဒီ launcher van နေပြီးတော့ container SOC container ပေါ့နော်ဒီ shipper own container တွေကိုရန်ကုန်မှာထိတည်တဲ့ service လုပ်ငန်းပေါ့ဆိုတော့လက်တလုံးမှာကျွန်တော်တို့ကချိတ်ဆက်ထားတဲ့ line တွေကပေးမဲ့ line တွေကတော့လောလောဆယ်ပေါ့နော်စကားပြောထားတာကတော့ Costco ရှိပါတယ်နောက်ပြီးတော့ Honda line ရှိပါတယ်SITC ရှိပါတယ်နောက်ပြီးတော့ Elan ရှိပါတယ်နောက်တစ်ခုကကျတော့ Max line ရှိပါတယ်ပေါ့နော်ဆိုတော့ဒီ line တွေရဲ့ container တွေကိုအသုံးပြုပြီးတော့ကျွန်တော်ရန်ကုန်မှာ drop off လုပ်လို့ရမယ်လုပ်ငန်းတွေဖြစ်တဲ့အတွက်နံပါတ်1ကတော့ drop off service ကိုကျွန်တော်ပေးပါတယ်ပေါ့နော်နံပါတ်2ကကျတော့ပေးတဲ့ service ကဘာလဲဆိုလို့ရှိရင်တချို့တွေကအချိန်မမီဘူးပေါ့နော်ကျွန်တော်ကဒီ free zone ထဲမှာဝင်ပြီးတော့မှကျွန်တော်တို့ရဲ့ COC ကိုပေါ့နော်ကျွန်တော်တို့ရဲ့ container နဲ့ပြန်ပြီးချိန်မယ်ဆိုလဲအဲ့ service ကိုကျွန်တော်လုပ်ပေးပါတယ်ဆိုလိုချင်တာကတချို့ container တွေဒီရန်ကုန်မှာ drop ပြန်ချလို့မရတဲ့ container line တွေရှိပါတယ်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီ third country ကယူလာတဲ့ container တွေကိုကျွန်တော်တို့ free zone ထဲမှာပြန်ပြီးတော့ဒါ Thai regulation ရပါတော့ free zone ထဲမှာကျွန်တော်တို့ container ကျွန်တော်တို့ချင်း container ဒါဒီ stuffing ပြန်လုပ်ပါတယ်ပေါ့နော်transloading ပြန်လုပ်ပြီးတော့ကျွန်တော်တို့ရဲ့ line ပိုင် container တွေနဲ့ကျွန်တော်တို့ကဒါတွေကိုကျွန်တော်တို့က
ရန်ကုန်ထိပြန်တည်လာတယ်ကျွန်တော်တို့ container အခွန်တွေကိုကျွန်တော်ပြန်တည်သွားတယ်ပေါ့နော်ဒီဟာကတော့ကျွန်တော်ခေါ်တော့ free zone CFS လုပ်ပေးတယ်လို့ကျွန်တော်တို့သုံးလို့ပါတယ်နောက်တစ်ခုကကျတော့ဘာ service ပါပေးလဲဆိုတော့ကျွန်တော်တို့ကဒီ free zone ထဲမှာကျွန်တော် store လုပ်ချင်တယ်ဆိုလို့ရှိရင် i service ကျွန်တော်လုပ်ပါတယ် free zone store ပေါ့နော်ဒီဟာကိုသူတို့ကတွဲလာတဲ့ container တွေအားလုံးကိုကျွန်တော်တို့ COC နဲ့ချက်ချင်းမတည်ခြင်းသေးဘူး license စောင့်နေတယ်ဒါမှမဟုတ်လို့ရှိရင်တဖြည်းဖြည်းမှတည်ခြင်းတယ်ဆိုလို့ရှိရင်လည်း zone ထဲမှာကျွန်တော်တို့ကstore လုပ်ထားပြီးတော့ license ပေါ်မှာမူတည်ပြီးကျွန်တော်တို့က container တွေတည်ပြီးတဲ့လုပ်ငန်းပေါ့နော်ဒါကလည်း number 3 service နေနဲ့ပေးပါတယ်number 4အနေနဲ့ကတော့country Thai products တွေပေါ့နော် Thai နိုင်ငံထဲမှာရှိသောဘယ် product ဆိုမဆိုကျွန်တော်စက်ရုံထိ container ပို့ပြီးတော့ကျွန်တော် pick up လုပ်ပြီးတော့တည်ပေးတာရှိသလိုအများအပြား Thai ကုန်တွေကကျွန်တော်တို့ရဲ့renown warehouse ကိုလာပြီးတော့အဲ့မှာပြန်ပြီးတော့အစားသွတ်တယ်ပေါ့နော် CFS ပြန်လုပ်ပြီးတော့လည်းကျွန်တော်တို့လုပ်တဲ့ဝန်ဆောင်မှုရှိပါတယ်အဲ့တော့လောလောဆယ် Thai ဘက်ချမ်းမှာကျွန်တော်တို့လုပ်ပေးတာကတော့ဝန်ဆောင်မှုservice provider ၄ခုအနေနဲ့ကျွန်တော်တို့လုပ်ထားတာရှိပါတယ်ဗျာဟုတ်ရန်ကုန်ဘက်ချမ်းမှာကျွန်တော် in house ဒီ clearance တွေကျွန်တော်ပြန်ပြီးလုပ်ပေးပါတယ်ပေါ့နော်clearance တွေကျွန်တော်လုပ်ပေးတယ်အဲ့ဒီ clearance ကကြတော့ရန်ကုန် warehouse တွေကျွန်တော်တာဝန်ယူပြီးလုပ်ပေးထားတာရှိပါတယ်ပေါ့နော်ဆိုတဲ့အခါကျတော့ဒီလုပ်ငန်းစဉ်ရဲ့အစဆုံးလုပ်ဖို့ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့က A to Z ဖြစ်တဲ့အတွက် license အတွက်လိုအပ်တဲ့ပေါ့နော် service ဝန်ဆောင်မှုတွေကျွန်တော်လုပ်ပေးတယ်အဲ့ license အတွက်ကို export earning နဲ့ပတ်သက်ပြီးတော့ပေါ့နော် license လျှောက်ချင်တယ်ဆိုလဲကျွန်တော်ရှေ့စီစဉ်ထားပါတယ်ဆိုတော့နိုင်ငံတော်ရဲ့policy ရတော့ကျွန်တော် container နဲ့ဆိုလို့ရှိရင်$5000ဘတ်ငွေ1.6 သန်းဘတ်ထက်မပိုတော့ license တစ်စောင်ကိုတစ်ချိန်လျှောက်ခွင့်ရှိတယ်ပေါ့နော်အဲ့တော့6လအကြာပေါ့ဒီ license လျှောက်မဲ့အတွက်လိုအပ်သော license တွေကိုလည်းကျွန်တော်တို့ဒီ earning တွေကိုလည်းကျွန်တော်တို့ကအစီအစဉ်ဆောင်ရွက်ပေးပါတယ်ဆိုလိုချင်တာကတချို့competition တွေဒီမိမိရဲ့နာမည်နဲ့ export ထွက်မှာရှောက်လို့ရတဲ့ပိုင်ရှင်တွေရှိပါတယ်ဘာဖြစ်လို့လဲဆိုတော့ထောက်ချက်ပေါ့နော်FED လိုမျိုးဒီအသင်းတွေထောက်ချက်လိုမျိုးမိမိနာမည်နဲ့မှဖြစ်မဲ့ဟာမျိုး export လုပ်တယ်ဆိုလို့ရှိရင် export လုပ်ငန်းစဉ်တွေအတွက်မိမိကုမ္ပဏီ export ဖြစ်နိုင်အောင်လဲဒါကျွန်တော်တို့ဝိုင်းပြီးတော့စီစဉ်ပေးတာရှိတယ်တချို့ကုန်ပစ္စည်းတွေကထောက်ချက်မလိုဘဲနဲ့ဒီ license လျှောက်လို့ရတယ်ဆိုလို့ရှိရင်လဲကျွန်တော်တို့အဲ့အတွက်လဲကျွန်တော်တို့က license လျှောက်ဖို့အတွက်ကိုအနေနဲ့ကျွန်တော်တို့သက်ဆိုင်ရာ export လုပ်ထားတဲ့ကုမ္ပဏီတွေကနေတစ်ဆင့်ကျွန်တော်တို့ရှောက်ပေးတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းကျွန်တော်တို့ပြန်လဲပြီးတော့လုပ်ပေးပါတယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့ဒီဟိုးအစဒီ license လျှောက်ဖို့အတွက်ကိုအနေလိုရာနေစပြီးတော့ license ရတာကောကျွန်တော်တို့က apply လုပ်ပေးပါတယ်ဒီတေးကတော့ပြန်ပြီးအများကြီးဆွေးနွေးရမှာပေါ့နော်ဒီဟာလုပ်ပေးတယ်နောက်ပြီးတော့ license ကျလာရင်ကျွန်တော်တို့ရဲ့ booking ကိုယူပြီးတော့ import ခုနပြောတဲ့ Thai Bad Chan logistic ကြိုက်တဲ့ logistic service လေးခုတွေကတစ်ခုကိုယူပြီးတော့ကျွန်တော်သွင်းပေးတာရှိတယ်ဒါမှမဟုတ်လို့ရှိရင်ဒီတက်မကပဲနဲ့ရန်ကုန်ရောက်မှ clearance ဆိုလဲကျွန်တော် clearance လည်းလုပ်ပေးပါတယ်ပေါ့နော်အဲ့ဒါတွေအားလုံးကိုကျွန်တော်တို့စီစဉ်ပေးတာရှိပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ရှိမှာကကိုပိုင် COC refer container တွေရှိပါတယ်အကယ်လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါချိတ်ဆက်ပြီးတော့ import မှာရော export မှာရောတင်လို့ရပါတယ် SOC refer container တွေလည်းကျွန်တော်တို့ရပါတယ်လောလောဆယ်မှာကျွန်တော် on deck တွေကိုဒီ refer container အတွက်ဒီ electric plug တွေကိုထားပါတယ်မြန်မာနိုင်ငံရဲ့လိုအပ်ချက် market ရကျွန်တော် refer container plug ကိုနောက်ထပ်ခု20တိကျွန်တော်တိုးဖို့စီစဉ်နေပါတယ်အကယ် refer container ရချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ကြိုတင်ပြီးတော့ planning လုပ်ပြီးတာနဲ့ကျွန်တော်တို့က refer container ကိုအရေးအတွက်များများအနေနဲ့ကျွန်တော်လက်ခံသွားမှာဖြစ်ပါတယ်ဗျဟုတ်ကဲ့ပါဗျလောလောဆယ်ကျွန်တော် initiative မှာတော့တင်မောတစီပေါ့နော် TEU အပြင်120 TEU ရှိပါတယ်လောလောဆယ်ကတော့ကျွန်တော်တို့ရဲ့တင်မောက international တင်မောဖြစ်ပါတယ် international တင်မောဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော် PNI နေလဲကျွန်တော်တို့မှာ PNI insurance တွေ cover လုပ်ထားပါတယ်နောက်ပြီးတော့ကြိုက်တဲ့နိုင်ငံကိုလည်းသွားလို့ရတဲ့တင်မောလည်းဖြစ်တယ်ပေါ့နော်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကတစ်လကို3ခေါက်ကျွန်တော် run လို့ရပါတယ်ဆိုလိုချင်တာဒီကျွန်တော်တင်မောဒီ
bash တင်မောမဟုတ်ပါဘူး speed အဖြစ်လဲ14 knot ထိသွားတာဖြစ်တဲ့အတွက်ကျွန်တော်ကရနောင်းရန်ကုန်ကိုပေါ့နော်ကော့တောင်းရန်ကုန်ကိုကျွန်တော်တရက်ခွဲနဲ့ပဲ run ပါတယ်ဆိုတော့ကျွန်တော်ရဲ့သွားတဲ့သွားပြန်နှုံးကအမြန်တာဖြစ်တဲ့အတွက်လောလောဆယ်3 ချိန်ပေါ့နော်3 trip ပေါ့သွားပြန်တစ် trip သွားပြန်တစ် trip သွားပြန် trip ဆို6 voyage ပေါ့ voyage 6 ခုကိုကျွန်တော်တစ်လဆွဲပါတယ်ဆိုတော့အပြန်ကိုအပါပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်က6ရက်ဆိုတော့တစ်လကိုကျွန်တော်တို့ကတကယ်တမ်းဆွဲနိုင်တာတော့120နှစ်အမြောက်6လို့ပြောလို့ရမှာပေါ့နော်ဆိုတော့ကျွန်တော်လောလောဆယ်မှာတော့ import ကပုံများပါတယ်လောလောဆယ်နိုင်ငံတော်မှာကexport ကတော့ယာတီပုံမူတည်ပြီးတော့ကျွန်တော်တို့အနေချင်းလောက်သာသွားနေရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ရဲ့ capacity တကယ်တမ်းတင်နိုင်တာကတော့120နှစ်အမြောက်6လို့ပြောလို့ရတယ်ဗျလောလောဆယ်တော့ပေါ့နော်ဒါကတော့တစ်စီးပေါ့လောလောဆယ်လိုအပ်ချက်ရဖြစ်လာမယ်ဆိုရင်ကျွန်တော်မှာတင်မောကနောက်ထပ်2စီးပေါ့နော် DU 130ကျော်တစ်စီးရှိတယ်နောက်ထပ် DU 100တစ်စီးရှိပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့နိုင်ငံတော်ရဲ့လိုအပ်ချက်trade ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒါဆက်လက်ပြီးတော့ဆောင်ရွက်သွားလို့ရမယ့်အခြေအနေတွေရှိပါတယ်ဗျဟုတ်ကဲ့ဒီမင်းကလေးကတော့ကောင်းပါတယ်လောလောဆယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ဒီ history ရပါတော့လွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်တည်းကကျွန်တော် chartering လုပ်ပါတယ်chartering လုပ်ဆိုတော့ကျွန်တော်ရဲ့ဒီ K navigate တင်မော line နဲ့ပဲကျွန်တော်တို့ line ပေါ့နော်ကျွန်တော် line ပိုင်းနဲ့ပဲကျွန်တော်ကchartering လုပ်ပါတယ် chartering လုပ်တော့ဒီမှာရှိတဲ့ဆန်တို့ပြောင်းတို့ပေါ့နော်ရှိတဲ့Southeast Asia ကိုကျွန်တော်တန်ချိန်6000ကနေပြီးတော့1000ကြားကုန်တွေကိုကျွန်တော်တို့ကfreight တွေကျွန်တော်တို့charter ဆွဲပါတယ်ပေါ့နော်ဆွဲနေရင်တန်လန်းထဲမှာလက်ရှိလိုအပ်ချက်အရာပေါ့နော်ကျွန်တော်တို့ကဒီရနောင်းရန်ကုန်ကိစ္စလေးလည်းပေါ်လာတယ်ပေါ့နော်ပေါ်လာပြီးတော့ဒီဟာလေးကိုကျွန်တော်တို့ကစိတ်ဝင်စားလို့စလုပ်ဖြစ်တယ်ပေါ့နောက်တစ်ခုကကျွန်တော်ရည်ရွယ်ချက်ကတော့ကျွန်တော်အတင်း freight forwarder အတင်းမှာနေတာဖြစ်တဲ့အတွက်ဒီဟာကိုကျွန်တော် freight forwarder တွေနဲ့အတူပေါ့နော်ကျွန်တော်ညီနောင်ညီနဲ့အတူပေါင်းပြီးတော့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ idea လေးစဉ်းစားမိပြီးတော့ပေါ့လေဒါအတွက်ကျွန်တော် freight forwarder တွေကိုရည်ရွယ်ပြီးတော့ကျွန်တော်ရဲ့ဒီ market ကိုကျွန်တော်စတင်ဆောင်ရွက်ခြင်းလို့ဒီလုပ်ငန်းကိုစပြီးလုပ်ပါတယ်ဒီလုပ်ငန်းကိုစလုပ်ကြတဲ့ကျွန်တော် freight forwarder တွေကိုကျွန်တော်အရင်ဆုံးဒါ inform ပေးပါတယ် information လည်းပေးပါတယ်ကျွန်တော်တို့စပြီးဆွဲမယ်ဆွဲလို့ရှိရင်ကျွန်တော်ဝိုင်းပြီးတော့ဒီလုပ်ငန်းစဉ်ထဲမှာဝိုင်းပြီး participate လုပ်ပေးကြပါဆိုပြီးတော့ကျွန်တော်စီယုံပြီးတော့စတင်ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းလည်းဖြစ်ပါတယ်အဲ့အတွက်လည်းကျွန်တော်ညီကိုတွေနဲ့အတူဝိုင်းပြီးတော့လက်ရှိမှာလုပ်နေရတာဖြစ်တဲ့အတွက်ပေါ့နော်ဒီ freight forwarder မိသားစုတွေနဲ့ဝိုင်းပြီးလုပ်နေရတယ်ကျွန်တော်ရဲ့ vendor ခေါ်မှာပေါ့ဗျာvendor freight forwarder နဲ့အတူဝိုင်းလုပ်နေရတဲ့အတွက်လည်းကျွန်တော်မှာချိန်နေပါတယ်အားရပါတယ်ပျော်ရွှင်ပါတယ်ဗျဟုတ်ကဲ့